မိကုန်းလေးလည်းတခုချင်းစီဖြည့်ပေးသွားမယ်နော်ဒီနေ့ကကြာဘာပြောချင်တာလဲဆိုတော့ဒီနေ့လုံးမာတွေကလိုင်းမမှာသတင်းတခုတွေ့လိုက်တယ်မန္တလေးကမောင်လေးတယောက်ဆုံးသွားတယ်ဆိုတဲ့သတင်းဆုံးသွားတာဒူဘိုင်းမှာဆုံးလာတော့မဟုတ်ဘူးဒါပေမဲ့လည်းပဲသူရဲ့ဖြစ်စဉ်ကဒီဒူဘိုင်းကပေးတဲ့ pressure တွေပေးတဲ့ဒီပြောရရင်ဒူဘိုင်းကပေးတဲ့ဒုက္ခတွေပဲပြောပါတော့အဲ့ဒါတွေအများကြီးပါပြီးတော့ဒါယောဂတွေဖြစ်ပြီးတော့မြန်မာပြည်ကိုပြန်ရောက်သွားတာဆုံးတာမြန်မာပြည်မှာဆုံးတာပေါ့နော်အဓိကသူတို့ကလည်းဆုံးတဲ့မောင်လေးရဲ့တငယ်ချင်းကပေးခြင်းတဲ့ message က message လေးကိုဖတ်လိုက်ရတဲ့အချိန်မှာလည်းစိတ်ထဲမှာတော်တော်မကောင်းဖြစ်သွားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒူဘိုင်းမှာကအခန်းတွေကသူတို့ကဥပမာဒီရန်ကုန်မှာဆိုလို့ရှိရင်တိုက်ခန်းတစ်ခန်းစာလောက်ပဲရှိရဲ့အခန်းတွေကိုသူတို့ကအကန့်နေကန့်ပြီးတော့2ယောက်ခန်း3ယောက်ခန်းပြီးရင် bus page ဆိုပြီးပြန်ပြီးတော့လုပ်ထားတဲ့အခန်းလေးတွေပေါ့နော်အဲ့လေးတွေကိုပြန်ငှားစားကြတာအဲ့လိုငှားစားပေမဲ့အခန်းလေးရသေးပေမဲ့ဈေးတွေကတော့မသေးဘူးပေါ့နော်အနည်းဆုံး1300 1400နေပြီးတော့စားတယ်အဲ့ဒီမှာပြောချင်တာကဒီမှာလည်းပဲမြန်မာပိုင်ရှင်ဖလက်တွေပြန်ငှားစားတယ်မြန်မာအုံနာတွေရှိတယ်အဲ့တော့တော်တော်များများမြန်မာဖလက်တွေကဈေးကြီးဒါကစိတ်ဆိုးခြင်းလည်းဆိုလို့ရတယ်ဒါမှမဟုတ်အမားတို့ကဈေးမကြည့်ပါဘူးအမားတို့ကဆိုလို့ရှိရင်ဒီလိုခန်းတွေကိုဒီဈေးပဲရှိပါတယ်ပုံမှန်ဈေးပဲရှိရဆိုလို့ရှိရင်လည်းပဲရှင် comment မှာပဲဖြစ်ဖြစ်ချက်ပေါက်မှာပဲဖြစ်ဖြစ်လာပြောလို့ရတယ်အဲ့ဒီခါကျရင်ငှားခြင်းနဲ့မောင်လေးညီမလေးရှိလို့ရှိရင်အမားတို့အခန်းတွေကိုညွှန်ပေးမယ်ဒါပေမဲ့ကိုရှာလိုက်တဲ့အချိန်တိုင်းမှာတော့မြန်မာ flat တွေကဈေးကြီးရမှာဘယ်လိုကြီးလဲဆိုတော့ဗီဒီမောက်ပါပြီးဆိုတာနဲ့1800အစားတယ်အဲ့တော့ဒီမှာလက်ရှိကိုရင်းငားနေတဲ့အခန်းဒီအခန်းဒါဗီဒီမောက်မှာမတည့်ရနေဗီဒီမောက်ပါတယ်1400ပဲရှိရဲ့ပိုင်ရှင်ကပါကစ္စတန်အဲ့တော့ကိုတွေကဒီမှာကအလုပ်လာလုပ်တာအမားတို့လည်းအမားတို့စီးပွားရေးလုပ်တာဆိုပေမဲ့တစ်ခါတလေကြာရင်နှစ်ဖက်လေးမြတွေးပြီးတော့အဆင်ပြေပြေလေးတွေဖြစ်စေတယ်ပေါ့နော်နှစ်ဦးနှစ်ဖက်အခုကဒီမောင်လေးကဘယ်လိုဖြစ်လဲဆိုတော့အခန်းကကျင်းတဲ့အခန်းမှာနေတဲ့အချိန်မှာလည်းဘာဖြစ်လဲဆိုတော့အခန်းကဗီဒီမောက်မပါဘူးပြီးတော့အခန်းထဲမှာသူတို့ကမှုရတွေက provide ပေးတယ်အခန်းကားပြီဆိုတော့မှုရပါတယ်အဲ့မှုရတွေကအခုဒီမှာတယောက်ကတစ်နှစ်လောက်နေသွားတယ်သူ့မှာဥပမာပေါ့နော်သူ့မှာဘာယောဂါကြီးရှိခဲ့လဲကိုမသိဘူးပြီးရင်သူတို့ဘယ်လိုပုံစံနဲ့နေစားခဲ့တယ်လဲမသိဘူးဘယ်လောက်ထိညစ်ပတ်ပေးဆုံးပြီးနေခဲ့တယ်လဲမသိဘူးဒါပေမဲ့သူတို့ပြောင်းသွားတဲ့ခါကျရင်နောက်လူတက်လာတဲ့ခါကျရင်မွေရကအစ်စ်လဲပြီးတဲ့ flat ဆိုတာတော်တော်ရှားတယ်ကြုံတော့မကြုံဘူးလေအခုချိန်ကြီးတော့ဒီမွေရတွေကသူတို့သုံးလို့ရတဲ့အချိန်အထိဒီမွေရကြီးကတောက်လျှောက်တုံးနေတာပေါ့ကွာတုံးနေတဲ့အပြင်မှာဘာဖြစ်လဲဆိုတော့ဘယ်မှမပါရတဲ့အတွက်ကြောင့်မို့လို့ဒီကနေ့အခန်းချင်းလေးတွေမှာစားမဆိုလို့ရှင်လည်းပဲအထဲမှာအဲကွန်နေပဲနေအောင်မကြည့်ဘူးဒီအေးတွေရသည်ဥပမာဒီဘက်မှာနိုဝင်ဘာနောက်ပိုင်းဒီဘက်မှာနိုဝင်ဘာနောက်ပိုင်းဆိုအရန်အေးအဲ့အချိန်ဆိုလို့ရှိရင်လည်းပဲစဉ်းစားကြည့်အပြင်မှာတအားအေးတယ်အထဲမှာကပြည်ဒီမောင်းမရှိဘူးနေအောင်မဝင်ဘူးပြီးလို့ရှိရင်အလုပ်ချိန်တွေက10နာရီ17နာရီရှိတဲ့အတွက်ကြောင့်မို့လို့ပြန်လာတဲ့အချိန်ကျအရန်ပင်ပန်းနေပြီဆိုအေးရခင်းနေပါတယ်လည်းပဲသူတို့ရှော့ချင်မှလည်းရှော့မယ်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ဒီရတဲ့ infection တွေပေါ့နော် infection တွေဝင်နေသူ့မှာလည်းယောဂအခန်းရှိတဲ့အတွက်ကြောင့်မို့လို့ရေယုံတွေပေါက်တယ်အကုန်လုံးဝခန္ဓာကိုယ်အတွင်းပိုင်းတွေအကုန်လုံးပျက်စီးပြီးတော့ဒီလမ်းမလျှောက်နိုင်တဲ့ဒီဖြစ်သွားတယ်ပေါ့နော်ဒီဘက်မှာဖြစ်သွားပြီးတော့မှသူမန္တလေးကိုပြန်တယ်မန္တလေးကိုပြောင်းတဲ့အချိန်ကျတော့ဒါရက်20ရက်လောက်ရက်20ကျော်လောက်ပဲထင်းတယ်စာဖတ်လိုက်ရတာတော့အဲ့လောက်မှနေမယ်ဆုံးသွားတယ်မန္တလေးမှာအဲ့တော့ကိုကပင်မန်းတာဆိုပေမဲ့အခန်းမှာနေမယ်ဆိုလို့ရှိရင်ဗီဒီမောက်ရှိတာလေးတွေငါပြီးတော့နေပေါ့နော်လူဝင်လေထွက်လေးနဲ့ကောင်းအောင်ပြီးရင်အဝတ်တွေပါလမ်းတဲ့ခါကျလို့ရှင်လဲတချို့တွေမှာဆိုရှင်ရန်နာမပါဘူးဝေလန်းတဲ့နေရာမပါဘူးအဝတ်ရောစက်နဲ့ပဲချောင်းအောင်လုပ်ပြီးတော့အခန်းထဲမှာပဲပြန်ထားခဲ့ရရှိတယ်အခန်းထဲမှာပဲလမ်းရရှိတယ်အဲ့လိုမျိုးကြီးဆိုတော့တအားကြီးယောဂဖြစ်ဖို့အတွက်အရင်ပတ်မိုးပေးတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်အဲ့မျိုးဆိုတော့အေးရခင်းနေဆိုလို့ရှိရင်လေ short တစ်ပတ်တစ်ခါကောင်းဆိုတဲ့တစ်ပတ်တစ်ခါ short ဒီမိနစ်တော့ပေါ်ဝါကိုသုံးဆောင်ပစ္စည်းတွေဆိုလဲတစ်ပတ်တစ်ခါလောက် short နေပူပူမှာထုတ်လိုက်ဒီဘက်မှာအရင်နေပူတဲ့အတွက်
ဘာဖြစ်ဖြစ် 100% စိတ်မဖြစ်ဘူးဆိုရင်တော့မှပဲကိုယ့်ဘက်ကကာကွယ်လို့ရတဲ့အတိုင်းဒါတစ်ခုထိရောကာကွယ်စေခြင်းနဲ့ပြီးရင်တောက်ချင်တဲ့ဆေးတွေဆိုလို့ရှိရင်လည်းဥပမာဒီမြန်မာတိုင်းနဲ့မနီးဘူးဆိုလို့ရှိရင်လည်းဘယ်ဟာလေးကကိုနီးစပ်ဆုံးရှိမလဲဘယ်ဆေးကကိုယောဂနဲ့ဆိုရင်အစီအပြေတောက်လို့ရမလဲဆိုတာ online မှာရိုက်ရှာချက် GTP မှာလည်းမေးလို့ရတယ်တကယ်လို့မသိဘူးဆိုလို့ရှိရင်လည်းလာမေး Messenger မှာရှာပေးမယ်အတိတလောက်တော့ပြောပြပေးမယ်ကျမကြီးကအများကြီးကြီးကိုဘလောက်ကြီးပဲလာစားရနေပြီဘလို့ပဲအဆင်ပြေနေပြီဘလောက်ဒီဝင်ငွေတွေပဲကောင်းနေပြီကျမကြီးမကောင်းလို့ရှိရင်ဘလို့မှအဆင်မပြေဘူးဘာကြောင့်ကျမကြီးယူဆိုင်ကြပါလို့တတိလာပေးရပါပြီးရင် flat တွေငှားတဲ့ခါမှလည်းတည်ချာချာရှာလို့ရပါတယ်အခုလာနေရဲ့အခန်းဆိုလို့ရှိရင်1400ပဲရှိရခင်းပေါက်လည်းပါတယ်အခန်းလည်းကျဲတယ်ပြီးရင်တန်လည်းတန်တယ်ပေါ့နော်အဲ့လိုမျိုးလေးရှာပြီးငှားကြပါရှိပါတယ်အာရိကမှာမြန်မာရင်းနေတဲ့ flat ပဲနေခြင်းနဲ့မြန်မာပိုင်းပဲနေခြင်းနဲ့တခြား foreigner နဲ့စကားမပြောချင်ဆိုတဲ့ဟာတွေမလုပ်ပါနဲ့ကိုယ်အဆင်ပြေဖို့အရေးကြီးတယ်အဓိကကိုယ်တိုင်အရေးကြီးတော့မှကိုယ်အဆင်ပြေနေဖို့အရေးကြီးတယ်ဘယ်သူနဲ့ပဲနေရပါစေပြီးရင်မြန်မာရင်းနဲ့နေလို့လည်းမြန်မာချင်းချင်းလည်းဘူးမှလည်းကိုယ်ထမင်းလာကြွေးမှာမဟုတ်အဲ့တော့ကိုယ်အဆင်ပြေမဲ့နေရာကိုကျမရင်းနဲ့ညီညွတ်မဲ့နေရာတွေပဲရှာပြီးငှားကြပါလို့ပြောချင်ပါတယ်